သွားကျမ်းမာခြင်းနဲ့မိတ်ဆွေညီကိုမောင်နှမများမကြော်သွားပါနဲ့တကယ်လို့များတွားနာတွားကြိုက်ဆေးရုံဆေးကန်းမတွားချင်ဘူးဆိုလို့ရှိရင်စမိန်အွန်တွားတိုက်ဆေးကိုသုံးပါတကယ်လို့ကျွန်တော်ပြောတယ်လို့မျိုးမတက်တာဘူးဆိုလို့ရှိရင်ငွေတစ်ကြက်တစ်ပြားမကြံငွေပြန်အမ်းပေးမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့စူလျန်ကုမ္ပဏီကကိုယ်ပိုင်စက်ရုံဖြစ်ထုတ်လုပ်ထားတဲ့စမိန်အွန်တွားတိုက်ဆေးတဘူးဆိုလို့ရှိရင်တယောက်3ဆိုလို့ရှိရင်9လတိတိ3ရတယ်196ဘတ်ရောင်းစီတကယ်လို့ကိုစလေလျှော့ဈေးကဖိထားတဲ့မိတ်ဆွေညီကိုမောင်နှမတွေဆိုလို့ရှိ182ဘတ်ပဲကျန်တယ်တယောက်ကိုတူးကို9လတိတိ3လို့ရတယ်တလမှ35ဘတ်လောက်ပဲကျတယ်အရန်ကိုမှတန်တယ်တွားလေကျမ်းမာတယ်တွားလေခိုင်မာတယ်